sumo squat လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခြေထောက်နှစ်ဖက်ကကိုယ့်ရဲ့ပခုံးထက်ပိုပြီးတော့အနေငယ်ကျဲဖို့လိုပါတယ်ပြီးတော့ရင်တော့ကျွန်တော်တို့ hip ကိုနောက်ကိုပြစ်ပြီးတော့ထိုင်ချပေးပါမယ်ကျွန်တော်တို့ sumo squat လုပ်နေတဲ့အချိန်ထိုင်တဲ့အချိန်ထားတဲ့အချိန်ဒီမှာဆိုလို့ရှိရင်အသက်ကိုအောက်မထားရပါဘူးအသက်ကိုပုံမှန်လေးရှူထားပေးဖို့လိုပါတယ်ထိုင်တဲ့အချိန်မှာဆိုရင်လေကိုရှူသွင်းရပါမယ်ပြန်ထားတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့လေကိုပြန်ပြီးတော့ရှူထုတ်ပေးရပါမယ်လေရှူသွင်းရှူထုတ်လုပ်တဲ့အခါမှာနှာခေါင်းကနေပဲလေကိုရှူသွင်းပါမယ်နှာခမ်းကနေပြန်ပြီးတော့မှုတ်ထုတ်ပါမယ်အဲ့တော့နှာခေါင်းကပဲရှူသွင်းရှူထုတ်လုပ်နေတာပါးစပ်ကနေပြီးတော့ပဲကျွန်တော်တို့ရှူသွင်းရှူထုတ်လုပ်တာမျိုးမလုပ်ပါနဲ့အဲ့တော့နှာခေါင်းကနေရှူသွင်းမယ်နှာခမ်းကနေပြန်ပြီးတော့မှုတ်ထုတ်ပေးပါမယ်ကျွန်တော်တို့အရေးကြီးတာကကျွန်တော်တို့ဒူးနှစ်ဖက်ကထိုင်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့တက်နိုင်သလောက်ငြိမ်ငြိမ်လေးပဲထိုင်ရပါမယ်ဒူးနှစ်ဖက်ကကျွန်တော်တို့မလှုပ်အောင်ပေါ့နော်ဒူးနှစ်ဖက်ကလှုပ်နေတဲ့ရမ်းနေတဲ့အတွင်းထဲကိုဝင်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြာလာလို့ရှိရင်ဒူးနာလာနိုင်ခြေရှိတာအတွက်ကြောင့်မလို့ကျွန်တော်တို့ထိုင်နေတဲ့အချိန်မှာဆိုလို့ရှိရင်အတက်နိုင်ဆုံးဒူးကိုငြိမ်ငြိမ်လေးထားပြီးတော့ထိုင်ပေးပါလို့ပြောချင်ပါတယ်